ကျွန်တော်တို့အားလုံးမှာအမှတ်တရတွေရှိကြတာပဲနော်ကိုဘွားရဲ့ခရီးလမ်းမှာကြံခဲ့တဲ့ခြေရလေးတွေလို့ပေါ့ဒါပေမဲ့အဲ့ဒီခြေရလေးတွေအမှတ်တရကအစအနလေးတွေကိုစူးစီးပြော့ဇလန်းတပုတ်ဖြစ်ဘလို့ပြန်ပြောပြကြမလဲအဲ့ဒါကစိတ်ဝင်စားကြပဲဒီနေ့မှာတော့အမှတ်တရကနေဇလန်းစီတို့ AI အကူအညီနဲ့ခီးနေခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူလေ့လာကြည့်ကြရအောင်တခါလေးကြာရင်လေကိုယ့်ရဲ့အဖိုးတန်ဆုံးအမှတ်တရလေးဥပမာပထမဆုံးဆက်ပြီးစီးတက်သွားတဲ့နေရာခံစားချက်မျိုးဒါမှမဟုတ်အဘိုးဘွားတွေကဒူးပေါ်တင်ပြီးပြောပြခဲ့တဲ့ပုံမြင်လေးတွေပေါ့အချိန်ကြီးကြာလာတဲ့နေမြအဲ့ဒါတွေမိမ့်မသွားအောင်ဘယ်လိုလုပ်ကြမလဲအရေးကြီးဆုံးကအဲ့ဒီအမှတ်တရတွေကိုနောက်မျိုးဆက်တွေတော့အသက်ဝင်နေတဲ့ဇလန်ကောင်းတွေအဖြစ်ဘယ်လိုများပုံဖော်ကြမလဲဗျာကဲအဲ့ဒီမေကွန်ကြီးရဲ့အဖြေကိုရှာဖို့ဒီနေ့ကျွန်တော်တို့အပိုင်းကားပိုင်းခွဲပြီးကြည့်တော့ကြမယ်ပထမဆုံးနဲ့မိဘွားဆိုတဲ့အပိုင်းမှာအမတ်တရတွေနဲ့ပတ်သက်တဲ့စိန်ခုံမှုကိုကြည့်မယ်ပြီးတာနဲ့အလို့ယုံဆွေးနွေးပွဲတဲ့နဲ့ဖန်တီးမှုဖြစ်စဉ်တွေကဘယ်လိုလဲဆိုတာဆက်ကြည့်တော့မယ်အဲ့ဒီနောက်မှာတော့ AI ကိရိယာအစုံကဘယ်လိုကူညီပေးနိုင်တယ်လဲဆိုတာကိုလေ့လာပြီးနောက်ဆုံးမှာတော့လူသားရဲ့အတန်ကဘယ်လိုအရေးကြီးတယ်လဲဆိုတာနဲ့အဆုံးသတ်မှာပါဟုတ်ပြီပထမဆုံးအပန်းကိုဆက်လိုက်ကြရအောင်မြတ်တော့မတ်တရားတဲ့စင်ခေါ်မှုပါဆိုတော့လေကျွန်တော်တို့မှညံ့နေမှာရှိနေတဲ့ခဏတာအလင်းတန်းလေးတွေအဲ့ဒီခိုက်တန်းလေးတွေကိုဘလို့ဖန်းဆုပ်ပြီးတော့ဘယ်တော့မှမဲမရနိုင်မဲ့ဇက်လန်တွေအဖြစ်ပြောင်းလဲနိုင်မလဲအဲ့ဒါကတကယ်ကိုအထီးကစင်ခေါ်မှုပဲဗျအဓိကပြဿနာကဘာလဲဆိုတော့လေကျွန်တော်တို့ရဲ့အမတ်တရားတွေကဟိုတစဒီတစနဲ့ပြန့်ကျဲနေတာမျိုးဗျတပုံဟောင်းနေလို့ပဲအဲ့ဓာတွေကိုစနစ်တကျပြန်ဆက်ပြီးဇလန်တပုတ်အဖြစ်ပုံဖော်ဖို့ဆိုတာတော်တော်ခက်တယ်ဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိလာတယ်နိပညာကဇလန်ပြောသူကိုလာအစားထိုးတာမဟုတ်ပဲကိုဘေးမှာထိုင်ပြီးစိတ်ရှည်ရှည်နဲ့ကူညီပေးမဲ့လက်တွဲဖော်တယောက်လိုဖြစ်လာနိုင်မယ်ဆိုရင်တော့ဘယ်လိုဖြစ်မလဲကဲအပိုင်းနဲ့ကိုဆက်ကြည့်အောင်ဒီအပိုင်းကတော့အလုံးယုံဆွေးနွေးပွဲတစ်ပါဒီမှာတော့အတွေ့အကြုံရင်းချက်မှုနဲ့စမ်းသစ်တဲ့နှီးပညာအဲ့ညခုဘလို့တွေ့ဆုံပေါင်းဆက်သွားတယ်လဲဆိုတာကိုကြည့်ရမှာပါအတူတည်းတက်ကြီးရွယ်အိုတွေတို့တီးတန့်လို့ထားတဲ့အရန်ထူးခြားတဲ့ကိုတွေ့မှတ်တမ်းရေးသားခြင်းအစီအစဉ်တစ်ခုကိုလေ့လာကြည့်ကြပါမယ်ဒီလိုရောင်ဆွေးနွေးပွဲဆိုတာလေတကြီးရွယ်အိုတွေသူတို့ရဲ့တန်ဖိုးဖြတ်မရတဲ့အမတ်တရားတွေကိုစူးစီးပြီးမျှဝေဖို့ဖန်တီးပေးထားတဲ့နေရာတစ်ခုပေါ့အရက်မိုက်တာကဒီနေရာမှာလူသားတွေရဲ့ဘဝအတွေ့အကြုံနဲ့ AI ရဲ့စွမ်းဆောင်ရည်ကိုပေါင်းစပ်လိုက်တယ်။အဲဒီကနေတစင်အမတ်တရားတွေကိုအသက်ဝင်နေတဲ့ဇလန်တဲ့ဖြစ်အတူတူဖန်တီးကြတာပါ။ဟုတ်ပြီ။အခုဆိုရင်အပိုင်း3ကိုရောက်လာပါပြီ။ဒါကတော့အစစ်50ပါဖန်တီးမှုဖြစ်စဉ်ပါပဲ။ဒီမှာတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်။အမတ်တရားအစားအနာလေးတစ်ခုကနေပြီးပြည့်စုံတဲ့ဇလန်တပုတ်အဖြစ်ဘလို့ခီးဆက်သွားတယ်လဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ကြအောင်ဒီဖြစ်စဉ်မှာစုပေါင်းအဆင့်50ရှိပါတယ်ပထမဆုံးအဆင့်1ကရွေးချယ်ခြင်းပါတကြီးရွယ်အိုတွေကသူတို့ရေးထားတဲ့မတ်ဆူရီတဲကနေသူတို့စိတ်ထဲမှာအဆွဲဆုံးဖြစ်နေတဲ့စကြောင်းတစ်ကြောင်းကိုရွေးလိုက်တယ်အဆင့်2မှာတော့ AI ရဲ့အကူအညီကိုယူပါပြီးအဲ့ဒီစကြောင်းတစ်ကြောင်းကိုဇလန်ထရိုလီတပုတ်ဖြစ်အောင်ပေါင်းစပ်ပေးဖို့အတန်နဲ့ပဲညွှန်ကြားလိုက်တာပါအဆင့်3မှာကျတော့ AI ဖန်တီးပေးလိုက်တဲ့စာပိုက်ကိုပြန်ကူးတယ်ပြီးတော့အဲ့ဒီထက်ကမှကိုယ့်ကိုအထီဆုံးအကွက်ကွင်းကွင်းမြင်အောင်စေတဲ့စကားစုလေးကိုမြင်သားလိုက်တယ်အဆင့်၄ကဝေမျှခြင်းမှာကိုရေးထားတဲ့မူချမ်းကိုအဖွဲသားတွေရှင်းမှာအားလုံးကြားအောင်ဖတ်ပြတယ်နောက်ဆုံးအဆင့်၅ကတော့အားလုံးထဲမှာအနှွေးထွေးဆုံးဖြစ်တဲ့အားပေးခြင်းပါပဲအဖွဲဝင်တွေကဖတ်ပြသွားတဲ့သူကိုအားဖြစ်စေမဲ့အကောင်းမြတ်မချစ်လေးတွေပေးကြတာပေါ့ဒီ slide ကိုကြည့်လိုက်တာနဲ့ AI ရဲ့အစွမ်းကိုရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါဘယ်ဘက်မှာကဟိုတစဒီတစနဲ့ပြန်ကျဲနေတဲ့အမှတ်တွေအပိုင်းစာလေးတွေညာဘက်ကိုကြည့်လိုက်တော့အဲ့ဒီအပိုင်းစာလေးတွေကို AI ကဘလို့ချက်ချာနာချိတ်ဆက်ပြီးတော့ဇလန်တပုတ်ရဲ့အစာပြူးစာပိုက်လေးအဖြစ်ဖန်တီးပေးလိုက်တယ်လဲဆိုတာတွေ့ရမှာပါဒါဟာစာရေးသူအတွက်ရှေ့ဆက်ဖို့လမ်းစာပေးလိုက်တဲ့မိပွားလေးတစ်ခုလိုပါပဲโอเคအပိုင်း၄ကိုဆက်သွားကြမယ်ဒီမှာတော့ AI စွမ်းရည်သုံးစာရေးကိရိယာအစုံအကြောင်းပြောကြမှာကွာဒါကိုလေခက်သစ်ဇလန်ပြောသူတွေအတွက်စိတ်ကူးစိတ်တန်းတွေပေးတဲ့နတ်သမီးတပါးလို့တောင်သင်စားလို့ရတယ်ဆိုတော့ AI ကိုပေးတဲ့ညွှန်ကြားချက်တွေ prompt တွေကအမတ်တရားတွေကိုဘလို့ပို့ပြီးတော့နက်နက်ရှိုင်းဖြစ်အောင်ပုံဖော်ပြီးတယ်လဲဆိုတာကိုကြည့်ကြရအောင်ဒီ slide မှာညွှန်ကြားချက် prompt နမူနာတချို့ကိုကြည့်လို့ရပါတယ်ဥပမာအနေနဲ့ကျွန်တော်စာကြောင်းကိုအာယုံခံစားမှုအသေးစိတ်နဲ့ချဲ့ထွင်ပေးပါဆိုတာမျိုးဒါမှမဟုတ်ဒီစာပိုက်ကိုပို့ပြီးကွက်ကွင်းမြင်ရောင်လာအောင်ပြင်ရေးပေးပါလို့တောင်းဆိုလို့ရတယ်နောက်တစ်ခုကဒီနှစ်ခင်မှာပါကြောင်းအရေးကြီးနေသေးတယ်ဆိုတဲ့စာကြောင်းတစ်ကြောင်းထည့်ပေးပါဆိုတာမျိုးတွေပေါ့ဒီမှာစိတ်ဝင်စားစရာကဒီရင်းမြစ်မှာအင်္ဂလိပ်နဲ့ဒီယိုနှစ်ပါးသားနဲ့ဖော်ပြထားတာပဲဒါကဒီနည်းပညာကိုဘယ်လိုအခြေပြင်းအသုံးချနေပြီလဲဆိုတာကိုပြနေတာပါပဲကဲ AI လက်တွဲဖော်နေဘယ်လိုဖန်တီးမှုလမ်းကြောင်းအမျိုးမျိုးကိုတောင်းနေတယ်လဲဆိုတာမြင်လေးကြည့်လိုက်အောင်ဥပမာကိုယ့်ရဲ့အမှတ်တရားကနေနဲ့6ကနေတယ်ဆိုရင်ကျွန်တော်ရဲ့အမှတ်တရားဖော်ပြချက်ထဲကို
စိတ်ခံစားမှုတွေပိုထည့်ပေးပါလို့ AI ကိုခိုင်းလိုက်အောင်ပဲဒါဆိုရင်မူလအမှတ်တရားလေးကပိုပြီးအသက်ဝင်နှွေထွေးလာနေတာပေါ့နောက်တစ်မျိုးကတော့ကိုအမှတ်တရားရဲ့အနှစ်သာရကိုရှာတာမျိုးပေါ့ဒီအခိုင်အတန့်ကဘာကြောင့်အရေးကြီးခဲ့တယ်ဆိုတာကိုဖော်ပြပေးပါဆိုတဲ့ညွှန်ကြားချက်မျိုးလေးဒါကစာရေးသူကိုသူတို့ရဲ့အမှတ်တရားတွေရဲ့နောက်ွယ်ကပုံနဲ့ဆိုင်တဲ့အဓိပ္ပာယ်ကိုရှာဖွေတွေးရှိအောင်တကယ့်ကိုကူညီပေးနိုင်ပါတယ် AI ကတီထွတ်ဖို့ရှုပ်ထွေးတဲ့ဖို့စီဖို့ဆိုင်ရာတာဝန်တွေကိုလည်းခေါင်းခေါင်းလှုပ်ဆောင်နိုင်ပါတယ်ဥပမာကို့မှာအမတ်တရ3ခုလောက်ပြန့်ကျင်းနေတယ်ဆိုပါစို့ပွဲယူတဲ့နေ့ပန်လယ်ကန်းဆက်မှာရှောက်ခဲ့တာစူဖလာရခဲ့တဲ့နေ့အဲ့ဒီ3ခုကိုဇလန်တပုတ်တက်ဖြစ်အောင်ပေါင်းဆက်ပေးပါလို့တောင်းဆိုလိုက်ရုံနဲ့အားလုံးကိုချိတ်ဆက်ပေးနိုင်ပါတယ် အရင်ချုပ်ရရင်တော့လေဒီ AI ခရီးဒီယာအစုံကဘာတွေလုပ်ပေးနိုင်လဲဆိုတော့ security တွေထုတ်ပေးနိုင်တယ်ရှိပြီးသားစာကိုပူကောင်းအောင်ပြန်လည်ပြင်ဆင်ပေးနိုင်တယ်အနံ့အတန်အထီအတွေးလိုမျိုးအာယုံခံစားမှုအသေးစိတ်တွေထပ်ထည့်ပေးနိုင်တယ်ပြီးတော့စိတ်ခံစားမှုဆိုင်ရာတရားမှုကိုပုံနှက်ဆိုင်စေတယ်ဇလန်တပုတ်လုံးရဲ့ဖွဲ့ကြီးပုံကိုတိစောက်ပေးနိုင်ပြီးနောက်ဆုံးမှာခေါင်းစဉ်ကိုတောင်အချံပြူပေးနိုင်တဲ့တကယ့်ကိုဆွဲစွမ်းရလက်ထောက်တယောက်ပါပဲဟုတ်ပြီအခုဆိုရင်ကျွန်တော်တို့နောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်း9ကိုရောက်လာပါပြီနီးပညာနဲ့လူသားရဲ့အတန်တို့စုံစည်းခြင်းဒီအပိုင်းကတကယ်တော့ဇလန်တစ်ခုလုံးရဲ့နှလုံးသားလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့လေနီးပညာကဘလောက်ပဲစွမ်းထက်တယ်ပြောလူသားတွေရဲ့အတွေ့အကြုံသူတို့ရဲ့ခံစားချက်မပါဘဲနဲ့တော့ဇလန်တစ်ပုတ်ကဘယ်တော့မှပြည့်စုံမှာမဟုတ်ပါဘူးဒီ slide မှာပြထားတဲ့ကုတ်လေးကအရာအလုံးကိုအနစ်ချုပ်လိုက်တယ်လို့ပါပဲနောက်ဆုံးအဆင့်ကကွန်ပျူတာကုတ်မဟုတ်ပါဘူးလူသားတွေရဲ့ရင်းနှီးဆက်သွယ်မှုသာဖြစ်ပါတယ်တဲ့ဒါကြောင့်မလို့အလုတ်ယုံရဲ့နောက်ဆုံးအဆင့်တွေဖြစ်တဲ့ဇလန်တွေကိုအတန်ထွက်ဖတ်ပြတာပြီးတော့တယောက်ကိုတယောက်အကောင်းမြင့်မှတ်ချက်တွေပေးတာအဲ့ဒါတွေကဒီဖြစ်စဉ်တစ်ခုလုံးရဲ့အရေးကြီးဆုံးအနှွေးထွေးဆုံးအပိုင်းတွေဖြစ်နေရတာပါဒီနေ့တင်ဆက်မှုကနေအဓိကမှတ်ထားရမယ့်အချက်ကတော့ရှင်းရှင်းလေးပါပဲဒီနိဗ္ဗာန်ရဲ့ရည်ရွယ်ချက်ကစာရေးသူကိုအစားထိုးဖို့လုံးဝမဟုတ်ပါဘူးလူတိုင်းရဲ့အတွင်းစိတ်ထဲမှာရှိနေတဲ့ဇလန်ပြောသူကိုစွမ်းအားမြင့်တင်ပေးဖို့သူတို့ရဲ့ကိုယ်ပိုင်အတန်ကိုရှာဖွေတွေးရှိအောင်ကူညီပေးဖို့အဲ့ဒါပါပဲဒီနည်းပြောရရင် AI က fantasy တူမဟုတ်ပဲစိတ်ကူးစိတ်တန်းတွေကိုလာပေးတဲ့မိတ်ဆွေအကောင်းတယောက်သာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားရန်မေခွန်းတစ်ခုလေးနဲ့အဆုံးသတ်ချင်ပါတယ်အကယ်၍သာပေါ့ဒီလိုမျိုးစိတ်ရှည်ပြီးစိတ်ကူးစိတ်တန်းကောင်းတဲ့ AI လက်တွဲ for တယောက်သာရှိခဲ့မယ်ဆိုရင်ဘယ်လိုဇလန်မျိုးကိုပြောပြထင်မလဲကိုယ့်ရင်ထဲမှာတင်ထားတဲ့ဘယ်လိုအမတ်တရားတွေကိုပြန်လဲအသက်သွင်းခြင်းပါစလဲ